င်္ဂလာပါရှင်ပမာတိုင်းသားပါရာတည်တင်ဆက်မှုအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးကြမယ့်တဲ့အကြောင်းအရာတွေကတော့တိုက်ပွဲတဲ့စစ်ကောင်စီတပ်မှရေကြောင်းမှတဆင်စားနပ်ရိက္ခာတွေနဲ့စစ်လက်နက်များတည်ယူပို့ဆောင်နေတဲ့တဲ့နဲ့အခြေခံလက်စစ်ကျွမ်းကျင်တင်တန်းပို့ချတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်ကျွန်မမွန်ကြပါရှင်KIA အမှတ်6တပ်မဟာအမှတ်36တပ်ရင်းနေမြမုံဘော်ဒေတာဟောဝါနှမ်ကောင်ဘုံတဝိုင်မှာအော်တိုဘာလ25ရက်နေ့မနက်8နာရီချိန်ခန့်ကစပြီးညနေပိုင်း4နာရီချိန်ခန့်ထိစစ်ကောင်စီတပ်နဲ့ KIA တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အော်တိုဘာလ24ရက်ညနေပိုင်း4နာရီခွဲအချိန်ခန့်မှာစစ်ကောင်စီတပ်ခမာယ305လို့ယူဆရတဲ့တပ်ကဟောဝါဘုံတောင်တော်ဝက်စစ်ရဲလှုပ်ရှားမှုပြုလုပ်နေစဉ် KIA တပ်မှစောင့်ကြိုတိုက်ခိုက်ပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားရာကနေစက်တိုက်ပွဲပြင်းထန်လာခဲ့ကြောင်းရှေ့တန်းတင်ရင်းမြစ်များရသိရပါတယ်။ KIA တပ်ရင်း36နေပြည်တော်ယခုရက်ပိုင်းအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှစစ်ကြောင်းများပြဖြင့်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နေတာကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားလာဖွယ်ရှိကခမာယ984တပ်ကအော်တိုဘာလ25ရက်နေ့နေ့လယ်7:00နာရီချိန်ခန့်ကလက်ရှပ်ကျေးရွာဘက်ဝင်ရောက်လာပြီးဒေသခံပြည်သူများကိုစစ်ဆေးမှုတွေပြင်းထန်စွာလှုပ်ဆောင်နေကြောင်းလည်းတင်ရရှိပါရယ်။ KIA တပ်မဟာ3တပ်ရင်း15နှင့်မြမုံမောင်မြို့အထက်ပိုင်းလုံကြတောင်တွေလည်းအော်တိုဘာလ22ရက်နေ့ကစတင်ပြီး KIA တပ်နဲ့စစ်ကောင်စီတပ်ကြားနေ့စဉ်ဆက်တိုက်ပွဲများဖြစ်ပွားနေတာဖြစ်ပြီးအာဏာရှင်စစ်ကောင်စီတပ်မှလေကြောင်းများဖြင့်ပစ်ကူကထိုးစစ်ဆင်မှုတွေဆက်လက်လှုပ်ဆောင်နေကြောင်းလည်းသိရပါရယ်။ထို့အပြင်ဖကတ်မြို့နယ်ဂွေခါကျေးရွာတွေတပ်ဆွဲ200ယူထားတဲ့ခမာယ139တပ်မှလည်းနေ့လယ်12နာရီချိန်ခန့်က87မမလို့ယူဆရတဲ့လက်နက်ကြီးများဖြင့်3ကြိမ်လုံဘရန်ဘွန်ဘက်ပိခတ်နေပြီးဖကန်တက်စခန်ကနေလေ120မမလက်နက်ကြီးဖြင့်4ကြိမ်တိုင်ရန်တမ်းပိခတ်နေကြောင်းလည်းသိရပါရရှင်။စစ်ကောင်စီတပ်မှရေကြောင်းလိုက်မှတဆင်တင်ပေါ်ဖြင့်အရောက်တီမြစ်ကြောင်းအတိုင်းကချင်ပြည်နယ်ဘက်စာနာရိက္ခာနဲ့စစ်လက်နက်တည်ယူပို့ဆောင်လက်ရှိကြောင်းသိရပါရယ်။အဆိုပါစစ်ကောင်စီတပ်တင်ပေါ်တွေစံတက်လာတဲ့အတွက်အော်တိုဘာလ26ရက်နေ့ညနေပိုင်းတနာရီချိန်ခန့်ကြောက်တောင်ကြီးအနီးတစ်ဝိုက်နဲ့ရွှေကူအထက်ပိုင်းမှာစစ်ကောင်စီတပ်ဂျက်ဖိုက်တာ2စင်းဘုံကျိတ်ကစစ်အင်အားတိုးချဲ့ပြီးလုံခြုံရေးတင်ဆက်ထားတာတွေရှိကြောင်းလည်းသိရပါရယ်။လာတလောအခြေအနေတွေ KIA အမှတ်3တပ်မဟာလုံကြပွန်မှာစစ်ကောင်စီတပ်မှကျက်လက်ရင်များအုံပြုကဘုံကျဲတက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးစစ်အင်အားတိုးချဲ့တာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါရရှင်။မိုင်ဂျာယံမှာဒုတိယအကြိမ်မြောက်အခြေခံလက်စစ်ကျွမ်းကျင်ပညာသင်တန်းကိုအောက်တိုဘာလ23ရက်နေ့ကစပြီး10ရက်တာမိုင်ဂျာယံမနောကွင်းမှပြုလုပ်ခဲ့ကြောင်းသိရပါရယ်။ဒီတင်တန်းကိုအရှေ့ပိုင်းတိုင်းစီးပွားရေးစီမံဌာနမှဦးစီးလှုပ်ဆောင်တာဖြစ်ပြီးအရှေ့ပိုင်းလက်စစ်မီကုမ္ပဏီနဲ့မိုင်ကျူရီအားလက်စစ်စက်ရုံမှစီယာတွေလာရောက်တင်ကြားပို့ချပေးတာဖြစ်ကြောင်းသိရပါရယ်။တင်ကြားမှာမိုင်ဂျာယန်နဲ့နိစတ်တဲ့အကျဉ်းရများမှကိုစားပြုဆယ်လွတ်တဲ့တင်တန်းသားဆက်ကိုအိုလာရောက်တင်ယူတာဖြစ်ပြီးတင်တန်းစင်လက်မှတ်ကိုလည်းချီးမြှင့်ခဲ့ကြောင်းသိရပါရယ်။အခြေခံလက်စစ်ကျွမ်းကျင်တင်တန်းကလက်စစ်မီနဲ့ပတ်သက်ပြီးတာဝန်ထမ်းဆောင်နေတာနေပါတဲ့အတွက်ကိုရဲ့ရက်ရွာဒေတာမှာပဲဖြစ်ဖြစ်အရေးကြီးလိုအပ်တဲ့နေရာတွေမှာပဲဖြစ်ဖြစ်နီလာမှန်ကန်စွာပြုပြင်နိုင်ရန်အတွက်ရည်ရွယ်ပြီးတင်ကြားပို့ချပေးတာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။